မိမကြီးဒီနေ့ဘာတွေချက် 你也爸爸没洗，对吧？白包脚嘛，你木家了，没木伊脚边没，啥不拉都没地方喏，啊白木脚啦，一样搞么多，白木脚呢地方喏，然后白一节木裤喏，对吧？脚嘛不喏，你睇我哪里全部被睇住啊？把一些，嘛哪里知道？ ကြည့်ထားကြအင်ဂျင်မတွေနော်ဒီလိုမိမမျိုး ဒါအိမ်မှာမျိုးသိမ်းမရှိလို့မျိုးသိမ်းရှိမျိုးသိမ်းတဲ့ခဲကြည့်ပြီးတဲ့ထည့်ပြီးတော့တမပြီးတော့ကြော်လိုက်ရ ဟင်းမရှိဟင်းတစ်ခွက်ဖြစ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတာမိမအသိအရှင်မကောင်းဆိုတာအဲ့လိုဖြစ်နေရမှာ စပတ်တကားပြောအဲ့ဒါ လင်းနဲ့မရနဲ့ဆိုစီးတဲ့ရေဆဲတဲ့ကစင်းနဲ့ရှိရမှာ ရှိတယ်မနော်အရန်ကောင်းတယ်ဘဲဥပုံစံမျိုးလေးတော့ဘဲဥပုံစံမျိုးလေးပဲအရင်မှွေပြီးမယ်ဒီမှာဆိုတော့ဒါကြော်ဆိုင်လေအရန်ကောင်းအဲ့ဒါပဲပုတ်ကြော်ပါပြီးရုံကြော်ပြမယ်ပေါ့နော်ဒါတော့ရုံဒီလိုအရင်ဆုံးလောက်ဘဲဥကြော်လို့ပေါ့နော် ကြည့်ထားအရှင်မ င လေး ွေဝီးသိန်းလက်ထည့်မယ်ဆိုလည်းရတယ်ငွေဝီးသိန်းကိုငွေဝီးသိန်းတွေခဲညီပြီးထည့်မယ်ဆိုလည်းရတယ်ပေါ့နော်ဒါကြည့်ဒီထဲတော့စားတွေချုံမုတ်တွေလည်းထည့်ပြီးသွားပြီပေါ့နော်အဲ့ဒါဟင်းတစ်ခွက်ဖြစ်သွားတယ်ပေါ့နော် ဒီယောက်ျားမောရပန်းရနေပြန်လာလို့ရှိရင်ဟင်းမရှိဘူးဆိုပြီးတော့မငင်းညူအောင်တဲ့လားကျညာဖမှန်ကိုလောက်ပြီးတော့ကျွေး စီလေးကိုရင်ထည့်လိုက်မယ်ပေါ့နော်အမလေးစီညာသွားပြီပြီးရင်มาပေါ့နော်စီမုတ်တွေကနည်းနည်းထည့်မယ်ဒီခွက်ကလေးနဲ့ကြော်မှမိုက်တယ်အဲဒီခွက်ကလေးကြော်ရင်အကြော်ပုံစံမျိုးလေးဖြစ်သွားတယ်